ဘက်ကနေမေးလောက်ပြီဆိုတဲ့အချိန်ညမှာ Facebook ရဲ့စာမျက်နှာပေါ်မှာ1 year ကို2 year ကို3 year ကိုဆိုတဲ့ memory post တွေကိုဘယ်လိုဖျက်ရမလဲတကယ်လို့ကိုတိုင်းကအတိတ်မှာပိတ်မိကျင်တဲ့လူတယောက်ဆိုရင်တော့ဒီဗီဒီယိုစမကြည့်ပါနဲ့ကြော်သွားလိုက်ဒီလိုမဟုတ်ပဲကိုတိုင်းကဒီလို post တွေကိုဖျက်ပစ်ချင်တဲ့လူတယောက်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုလိုက်ဟုတ်ပြီကျွန်တော်ပထမဦးဆုံးကိုယ့်ရဲ့ profile နဲ့ကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီ1034ကိုနှိပ်လိုက်မယ်ဗျပြီးရင်ကျွန်တော်ဒီ archive တဲကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီ story archive ကိုဆက်သွားမယ်ပြီးတဲ့အခါကျရင်ကိုဖြတ်မဲ့ဗီဒီယိုဒါမှမဟုတ်ကိုဖြတ်မဲ့ story ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါချက်နှိပ်လိုက်ပြီး1034ကိုနှိပ်လိုက်ပြီးရင်ကျွန်တော်ဒီ dirty video လေးနှိပ်လိုက်ပြီဆိုတာနဲ့ရပြီခင်ဗျဒါပေမဲ့တချို့လူတွေကြားတော့လေဒီ story ဖြတ်နည်းကိုသိပါလျက်နဲ့တမင်တကာမဖြတ်ကြဘူးပေါ့နော်ဒါတော့ကိုယ့်ဘောက်ကိုတွေးကြည့်ကြပါဘာကြောင့်မဖြတ်လဲဆိုတော့ကဲကျွန်တော်ဘက်ကနေတော့ဒီလို post တွေဖြတ်နည်းကိုပြပပွားပြီးဖြတ်တာအောင်ဖြတ်တာတော့မိတ်ဆွေတို့ပိုင်းပဲတကယ်လို့ကိုတိုင်းကဒီအလိုအတိတ်မှာပဲပိတ်ကျင်တဲ့လူတယောက်ဆိုရင်တော့မဖြတ်နေပေါ့နော်ဒီလိုမဟုတ်ပဲကိုတိုင်းကဒီအတိတ်ကနေရုံထွက်ကျင်တဲ့လူတယောက်ဆိုရင်တော့ကျွန်တော်ရဲ့ video တိုင်းလိုက်လုပ်ကြည့်ပေါ့နော်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ချုပ်ပြီးတဲ့အခါမျိုးတွေမှာကျင်းနေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်သွားပေးဖို့တော့မမေ့လိုက်ပါနဲ့